ညီမလေးကရခိုင်ပြည်မှာနေပြီးရခိုင်ရှင်းလို့မခေါ်နဲ့ဆိုတော့ခွေးသားစားတဲ့ရှင်းလို့ခေါ်ရမလားညီမလေးစကားပြောရင်ကြည်ပြောနော်ဖုံတိတ်မထားနဲ့ကိုကြီးကလေဖုံထားရင်လေသေးနဲ့မပန်းဘူးနော်လီးနဲ့တထိုးမှာရှင်းလား ပါဇက်ကြီးနဲ့ယာတီလာနေတဲ့ဟာတွေကိုပိတ်ပြရတာပေါ့ဒီမှာအီကောင်ယိုနေတဲ့နစ်ဆောက်ပေါက်ကိုရခိုင်ပြည်နယ်မှာနေရခိုင်ပြည်မှာမွေးရခိုင်ပြည်အသမီးကိုစားပြီးရခိုင်ပြည်ကိုစိုးအားနေရှိနေရှိုးပြောတယ်အကိုလုံးလိုက်မယ်နော်ယဉ်ကျေးမှုရပါတော့အခုအကိုပြောနေတာရခိုင်ပြည်မှာနေပြီးရခိုင်စာလုံးစားထိုင်စားတယ်ဆိုတာဘာလို့ဆိုရလဲဟမ်မသိဘဲနဲ့ရှောက်ပြောနေတာတေချာမသိဘဲနဲ့ဒီမှာပြမယ်ကျမတို့ရခိုင်ပြည်မှာနေပြီးဆိုရခိုင်လည်းထိုင်စားတယ်ဘယ်ချင်းမှမပေါ့ကိုလုံးစားကိုထိုင်စားတာတိလားအကိုပြောတာကိုလူမျိုးအကြောင်းကိုသိလို့လားကျမတို့ဘယ်ရခိုင်မြန်မာနေဆိုမှဘယ်ရခိုင်မှပြစ်မှတယ်ဘယ်ရခိုင်မှမစော်ကောင်းမသိလို့မေးပါဦးမယ်ရခိုင်ထမင်းစော်တာရှိလို့လားအကိုကရခိုင်ထမင်းဆိုတာဘာလို့ဆိုရလဲမြေတော့မမြေဘူးရခိုင်ထမင်းပြပါဦးသိရင်ပြပါဦးစိတ်ရင်မကောင်းဘူးနော်နင့်အဖေလူလို့ပြောရမှာလားအဲ့ဆို